အဲ့တော့ကျွန်တော် demonstration လေးတစ်ချက်လုပ်ပြပေးမယ်ပေါ့နော်ကျွန်တော်အခုလိုအပ်တာက pipette က3ခုလိုမှာပေါ့နော်90ပေါ့နော်ဒါ sample ထည့်ဖို့ပေါ့နော်ဒါ90တခုလိုမယ်ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆို800ပေါ့နော်ကျွန်တော်က800 1 meg base နဲ့3မှာဖြစ်တဲ့အတွက်ကျွန်တော်က800လို့ပဲပေါ့နော်ဒါတော့800ထည့်မယ်ပေါ့နော်ဒါ800တစ်ချောင်းလိုမယ်ပြီးရင်ကျွန်တော်တို့ကဟိုဒါ R1 ထည့်ဖို့ပေါ့နော်ပြီးရင် R2 ထည့်ဖို့အတွက်200လို့ပေါ့နော်ဒါ200 pipette ပေါ့နော်3ခုလိုပေါ့နော်ပြီးတော့ကျွန်တော်တို့ကဒီမှာကတော့ R1 ရှိမယ် R2 ရှိမယ် R1 ဒီပုံမှန်မျိုးအနီရောင်အဖုံးလေးနဲ့ R2 စီပုံမှန်သူအပြာရောင်အဖုံးလေးနဲ့လာပါတယ်ဗျအဲ့တော့ကျွန်တော်တို့ကဒီမှာ cuvette တွေကိုကျွန်တော်တို့ကထည့်ပေးပါမယ်နော်ဘယ်လိုထည့်မလဲဆိုကျွန်တော်တို့ပထမဆုံး R1 ကိုအရင်ထည့်မယ်ဗျ R1 ဒီကျွန်တော်တို့က800ဖြစ်ရမှာပေါ့နော်800 200 300ဖြစ်တဲ့အတွက် R1 800 R2 က200 300ဖြစ်တယ်ပေါ့နော်အဲ့တော့ R1 ကိုအရင်ထည့်ပါမယ်ဒါတော့ကျွန်တော် sample တစ်ခုလေးပဲတုံးထားတဲ့အတွက်တစ်ခုအတွက်သုံးမှဖြစ်တဲ့အတွက်ဒါဟိုတစ်ချောင်းမထည့်ထားတာပေါ့နော်အဲကိုကနောက် sample 3 4ခုဆိုရင်တော့နောက်ထပ်တစ်ချောင်း2ချောင်း3ချောင်းထည့်တာပေါ့နော်ထည့်ရင်တော့ပထမဆုံးတစ်ခေါက်ဟိုတော့ပထမဆုံး R1 ထည့်တဲ့နေရာလေးကိုတော့ဘာပဲလုပ်လဲဆိုတော့ဒီ pipette tip တစ်ခုလေးတင်ပဲသုံးမှလို့ရတာပေါ့နော်တစ်ခု R1 ကိုတစ်ခါတစ်ချောင်းထည့်မယ်နောက်တစ်ခါ R1 ကိုပဲ800နောက်တစ်ခေါက်တစ်ခါထည့်မယ်ပေါ့နော်အဲဒါဆိုဒီတစ်ခုတည်းမှာဒီ cuvette လေးနှစ်ခုမှာ R1 800ရောက်သွားပြီပေါ့နော်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဘာထည့်မလဲဆိုတော့ R2 ထည့်ပါမယ်ခင်ဗျဒီဟာလေးကျတော့ reagent တွေကတော့ကျွန်တော် stability ကောင်းအောင်เนาะကျွန်တော်တို့သုံးပြီးတော့ချင်းချင်းလေးအဖုံးပိတ်ပြီးတော့တူတူအိတ်ထဲပြန်ထားဖို့လိုပါတယ်မယ်เนาะပြီးရင် R2 ထည့်ပါပဲခင်ဗျ R2 အတွက်ကြာကျွန်တော်တို့ကြာ tip လေးတွေကိုသတိထားမှာခင်ဗျဘာလို့လဲဆိုတော့ဒီထဲမှာကျွန်တော်တို့ R1 ရှိပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ R2 ထည့်လိုက်တဲ့အချိန်မှာဒီ tip လေးမှာ R1 လေးကတ်ပါ R1 reagent လေးနည်းနည်းလေးကတ်ပါသွားတဲ့အချိန်မှာပြန်နောက်တစ်ခေါက်ပြန်ထည့်လိုက်တဲ့အချိန်ကျရင်ကျွန်တော်တို့ကဒီ reagent က contamination ဖြစ်သွားတတ်တယ်ဗျအဲ့တော့ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့တစ်ခါပဲသုံးမယ်ပေါ့เนาะဒါတစ်ခါကို cuvette ဒီ tip ပေါ့ cuvette tip ဒီ pipette tip ကိုတစ်ခါပဲသုံးမှာပေါ့နော်အဲ့တော့ R2 ကိုတစ်ခါထည့်ပေါ့နော်ဒီထဲမှာ R2 လေးတစ်ခါထည့်လိုက်မယ်ပြီးရင်ဒီ tip ကိုပြန်မသုံးတော့ဘူးခင်ဗျကျွန်တော်တို့အဲ့ဒါကိုအောက်လိုက်ပါပေါ့နော်ပြီးရင်နောက်တစ် tip အတစ်လေးပြန်သုံးမယ်နောက်တစ်ခေါက်ကိုပြန်ထည့်မယ် R1 တော့ကိစ္စမရှိဘူးသူကအထဲမှာအလွတ်ပဲဖြည့်နေတော့လေပထမ R1 ထည့်တဲ့နေရာမှာတော့ change ကြမလို့ R2 ကတော့ change တာပိုကောင်းတယ်ပေါ့နော်အဲ့တော့ဒီ reagent တွေပြတ်သွားပြီဆိုတော့ဘူးလုံးပြတ်သွားတတ်တော့လေအဲ့တော့နှစ်ခုကျွန်တော်တို့ထည့်ပြီးသွားပြီဆိုတဲ့အချိန်မှာဒီကောင်က working reagent ဖြစ်သွားပါပြီဗျ R1 နဲ့ R1 800 microliter နဲ့ R2 200 microliter နဲ့ပေါင်းလိုက်တော့800 200ပေါင်းတော့1မယ်100 micro 1000 microliter ဖြစ်သွားမယ်1000 microliter က1မယ်လို့လည်းခေါ်တာပေါ့နော်အဲရသွားပြီဖြစ်တဲ့အချိန်အဲ့ဒီသူက reaction မှာမဖြစ်သေးပါဘူးသူက serum နဲ့ထိတွေ့တဲ့အချိန်ကြမှာ sample ပေါ့နော် sample နဲ့ထိတွေ့တဲ့အချိန်ကြမှာဒီကောင် reaction ဖြစ်တာဖြစ်ပါတယ်အဲကျွန်တော်တို့ sample ထည့်မယ်ဆိုရင် sample ကိုဒီမှာဒီ pipette သူကတော့90ထည့်ရတာပေါ့နော် sample က90ဖြစ်တဲ့အတွက်ကျွန်တော်90ထည့်ပါမယ် sample 90ပေါ့နော်ကြိုက်တဲ့ sample တစ်ခုထည့်လို့ရပါတယ်ကျွန်တော်လောလောဆယ်တော့ဘာ sample မှမရှိတော့ကျွန်တော်ရေပဲထည့်လိုက်ပါမယ်ဗျအဲ sample ကိုဒီမှာ90ပါ90ကိုကျွန်တော်တို့တစ်ခါလေးစုပ်ပြီးထည့်ရမှာပေါ့နော်ဒါပေမဲ့90ဆိုတာမထည့်ခင်မှာကျွန်တော်တို့ကခုနကျွန်တော်ပြောထားလို့ပေါ့နော်ဒီ biochemistry set ကို measurement ဒီ ALD ဆို ALD ရဲ့ measurement နေရာထိရောက်အောင်ထားမှရမှာအဲ့ဒါမှကျွန်တော် sample ထည့်ပြီးတာနဲ့ချက်ချင်း mix လုပ်ပြီးတော့တိုင်းရမှာအကယ်၍များကိုကဒီမှာ sample ထည့်မှဟို program တွေကိုရွေးနေမယ်ဆိုရင် selecting လုပ်တဲ့လို့အဲ့ဒီလုပ်မယ်ဆိုရင်အချိန်ကြာသွားရင်သူရဲ့ reaction တိုင်းကအရင်ကြာသွားပြီအပြင်မှာအဲ့ခါကျရင်ကျွန်တော်တို့ result တွေလွဲပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကတခါတည်းဒီ set ကို measurement လုပ်ဖို့အတွက်ဟိုနေရာကိုရောက်အောင်ခါတည်းသွားထားဖို့လိုပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့က sample ကို90ထည့်ရမှာပေါ့နော်90ထည့်ပြီးတာနဲ့ကျွန်တော်တို့ချက်ချင်းပဲဒီ sample ကို mix လုပ်ပြီးတော့ဆက်မှာတိုင်းလိုက်ရုံပဲဗျအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ result ထွက်လာလိမ့်မယ်3မိနစ်လောက်တော့ကြာပါတယ်ခင်ဗျစုစုပေါင်း3မိနစ်4မိနစ်ပေါ့နော်စုစုပေါင်း4မိနစ်ကြာတဲ့အခါကျရင် result ထွက်လာပါလိမ့်မယ်ခင်ဗျ